တမားရပြုတ်စားရတယ်ဟာဒါတော့ကျွန်တော်တင်ဒေးဗစ်စကွတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော်တင်ဒေးဗစ်စကွတ်ကကျွန်တော်ဒီ trainer နဲ့ဒါကျွန်တော်တို့ AD25 ရဲ့ outdoor training လေးကိုလာ join တော့နေပဲဖြစ်ပါတယ်ဟုတ်ရောပါဟာ surprise နဲ့ဟာမိနစ်20နီးနီးပဲ15 round ကျွန်တော်ကနေရဲ့outdoor session လေးကတော့ကျွန်တော်ပြီးဆုံးတော့ပြီအဲ့တော့ကျွန်တော်ဒီ outdoor train နေတဲ့ဒီ2ပတ်နဲ့အခု3ပတ်မြောက်မှာကျွန်တော် workout လုပ်နေတဲ့ video ကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေရောပြီးရင်ကျွန်တော် client တွေရောကျွန်တော်မေးကြကျွန်တော်တစ်ပတ် Monday to Saturday မှာကျွန်တော် training 6ရက်လုံးကိုကျွန်တော်စော့လက်ရတာနဲ့ကျွန်တော်ဒီဘာကြောင့်များကျွန်တော်ဒီတနင်္ဂနွေနေ့ကိုမနာဘဲနဲ့စော့လဲပေါ့အဲ့တော့ကျွန်တော် client နဲ့လည်းမေးတယ်မပင်ပန်းဘူးလားပေါ့နားရက်ကမရှိပဲ train နေတော့လူက effective ဖြစ်မသွားဘူးလားပေါ့ဒါလည်းကျွန်တော်ရှိမှာဟုတ်တယ်ဗျာဟုတ်တယ်ဗျာလုံးပြရတယ်ဆိုတော့ကျွန်တော် client ကကျွန်တော်အဲ့လိုမေးကြတယ်ပေါ့အဲ့တော့တကယ်ကျွန်တော်ဒီ outdoor train နေရတဲ့အဓိကကျွန်တော်ဒီ concept ဒီအယူဆဒီခါလဲဆိုတော့ကျွန်တော် recover ရဖို့ဗျအဲ့တော့အယူဆလွဲဖို့မဟုတ်ကျွန်တော်တို့ဟို outdoor မှာလဲ train နေလို့လူရညောင်းကြိုက်တယ်ပင်ပန်းတယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုး feel လည်းမရဘူးဒါကျွန်တော်ရဲ့တကယ် outdoor train လို့ရတဲ့ခံစားချက်ပေါ့နော်အဲ့တော့တကယ် concept ကလည်းဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ outdoor train ရင်ကျွန်တော်ဒီ outdoor မှာမြင်နေရတဲ့ကျွန်တော်ဒီပန်းပင်တွေရဲ့သူ့ရဲ့ဒီစိမ့်စိမ့်ဆူဆူလေးတွေမြင်နေရတဲ့အရာတွေကျွန်တော်ဒီကောင်းငင်ရဲ့ပြာနေရတဲ့တဘောတဘာဝရဲ့အထီးတွေကြောင့်မလို့ကျွန်တော်လူက recover ရလာတာပေါ့နော်အဲ့ recover ရလာတာကိုမှကျွန်တော် exercise ကကျွန်တော်တို့ပြင်းပြင်းထန်တဲ့ exercise မဟုတ်ပဲねကျွန်တော်ဒီ light training လေး train နေပေါ့အဲ့ချိန်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဟို EV ကားတစ်စီးကိုဂုံလျှောဆင်းတာနဲ့အတူတူပဲဟိုသွားလဲသွားတယ်ဂုံလဲဆင်းရတယ်ပြီးရင်ချခြင်းကလည်းပြန်ဝင်တယ်အဲ့ဒီတဘောတရားတိုင်းမှာကျွန်တော် outdoor training အယူဆတယ်အဲ့လိုပါပဲဗျအဲ့တော့ကျွန်တော်ဗီဒီယိုကြည့်နေမိတ်ဆွေတွေအားလုံးကိုကျွန်တော် client တွေကိုကျွန်တော်အကြံဉာဏ်ပေးချင်တာကဟိုတစ်ခါတလေကျွန်တော် Sunday မှာဆိုလို့ရှိရင်
ကျွန်တော်ဒီစပိန်နေတာလေးတွေ like activity လုပ်တာလေးတွေ swimming လုပ်တာလေးလုပ်ဖို့ကျွန်တော်ကြံပေးတယ်ဒါမှကျွန်တော် Monday to Saturday ဆော့တဲ့ပြင်းပြတဲ့ training တွေကဒီမှာလာပြီးတော့ recover ရတော့ဗောဗျာအဲ့တော့ကျွန်တော်ဒီအဲ့လို activity လေးလုပ်ဖို့ကျွန်တော်အကြံပေးပါတယ်ဟိုအမိုင်းလာလားအမိုင်းလာလားအမိုင်းတယ်ဟာအကျန်းတယ်ဟာအကျန်းတယ်ဟာအော်တော့ဒီ training လူတွေကလမ်းတယ် recover တွေရပြီကျွန်တော်အဲ့ဒါကိုပြောချင်တာပဲFama waterlet. Fama being wrecked the leg. Wreck being overhead. Land one. I let ready trainer. Dimada. Unilateral. Single and Gary. I will look Arab Chade. Arab Chade. Ah, Jenny. အားလုံးပဲတတ်တာပါ see you